organic ရေနွေး organic က line ပေါ်မှာနာမည်ကြီးနေလို့ဒီအမမေးရတဲ့မေးခွန်းလေးဖြေပေးမယ်နော်စေးတုတ်တာနဲ့ကတ်တာတဲ့ဘယ်ဟာပိုခံလဲပေါ့နော်ကုန်ကြစိတ်ကတော့ဘယ်ဟာပိုတက်တာလဲပေါ့နော်စေးတုတ်ရမလားကတ်ရမလားစဉ်းစားနေလို့ပေါ့နော်အမေကုန်းလေးကျွန်တော်ဖြေပေးပါမယ်ဒီမိနစ်နဲ့မရရင်နောက်ဗီဒီယိုမှာလည်းထပ်ဖြေပေးပါပေါ့နော်ထပ်ဖြေပေးပါမယ်ပြောရမှာများလို့ပါနော်စေးတုတ်တာနဲ့ဘောဘေးပါကတ်တာကလက်ရှိဘောဘေးပါဈေးနှုန်းတွေကတခြင်းအပီးစီးကိုဈေးအပေါ်ဆုံးက8000ခွဲလောက်ကနေစပြီးတော့ကျွန်တော်ရှိမှဆိုရင်တော့ဗောနော်2သိန်းပတ်ဝန်းကျင်ဆိုတကယ်ကောင်းကောင်း share ရပြီဗောနော်4သိန်းခွဲတန်နေလည်းရှိပါတယ်ဒါပေမဲ့လူသုံးနေတာဗောနော်တခြား site တွေမှာတော့ဘောပေပါ5သိန်း4သိန်းတန်နေလည်းရှိပါတယ်တကယ်ကတော့ဒီ wallpaper တွေကြီးပါပဲဗောနော်နိုင်ငံတွေကွဲသွားလဲဆိုရပုံစံမျိုးနဲ့ပဲရောင်းကြတာဗောနော် wallpaper ရဲ့ခံနိုင်ရည်ကလည်းစိတ်တုပ်တလို့မျိုးပဲ4-5နှစ်ပါပဲ6နှစ်9နှစ်ထိတော့ထားကြရဲ့လူတော့မရှိမို့ရှိပါတယ်ဒါပေမဲ့ရှားပါတယ်ဗောနော်9နှစ်10နှစ်ထိတော့ပဲအင်ရှင်မတော့မထားပါဘူး10နှစ်လောက်ဆိုရင်တော့မှုတွေက wallpaper ကတော့လိုက်နေပြီဗောနော်စိတ်တုပ်တာလည်း9နှစ်6နှစ်လောက်ဆိုရင်တော့တကယ်အကောင်းသားစေးတုံးမယ်ဆိုရင်တော့9နှစ်လောက်ထိဆိုမှပဲနည်းနည်းမှုလိုက်တာလို့ကြွတာလို့ဖြစ်တာပေါ့နော်4-5နှစ်လောက်ထိကောင်းကောင်းနေလို့ရပါတယ်စေးတုတ်တာကဈေးကြီးရဲ့ပစ္စည်းကိုသုံးပါပေါ့နော်စေးတုတ်တာ3သိန်း4သိန်းတန်ပေါ့နော်အခုစေးတုတ်တဲ့ဈေးနှုန်းက3,500,000တန်တွေကလုံးဝမကောင်းပါဘူးမကောင်းဘူးဆိုတာကကုန်စည်နှုန်းတက်တဲ့စေးတွေရဲ့ဈေးနှုန်းတွေကမြင့်တက်မှုတွေကြောင့်ပေါ့နော်3သိန်းဝဲဆိုတာများလာပြီလို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့3သိန်းဝဲဆိုတာလက်ရှိစေးတုတ်တဲ့ဈေးရိတ်နဲ့ပြန်တွက်မယ်ဆိုရင်အရန်ဈေးနေတဲ့ဈေးနှုန်းပါစေးတုတ်တမတယောက်ကသူမရှုံးအောင်တော်တော်ကြီးလောက်ရမယ်ဈေးနှုန်းပေါ့နော်3သိန်းဝဲဆိုတဲ့ဈေးနှုန်းပေါ့နော်2သိန်းပတ်ဝန်းကျင်လောက်မှာပဲစေးတုတ်တဲ့လက်ရကောင်းကောင်းမွန်ထွက်ပါမယ်ရေရှည်ခံတာပေါ့နော်အဲ့ဒါဆိုတော့စေးတုတ်တဲ့ဈေးနှုန်းကို2သိန်းလို့ပဲထားတွက်မယ်ဆိုရင်အဲ့ဒီစေးတုတ်တဲ့တခြင်းကုန်ကြစိတ်အပီးစီး2သိန်းကကျွန်တော်တို့ wallpaper ကတ်မယ်ဆိုရင်2သိန်းဆိုရင်လုံးဝ share ရပါပြီလုံးဝတထေးအိမ်တွေမှာသုံးတဲ့ကော်ဖြော်ကတ်တဲ့ wallpaper အမျိုးအစားပေါ့နော်ဒီနေ့ကျွန်တော်တို့ကတ်ပေးနေတဲ့အိမ်ပေါ့နော်အဲ့လို wallpaper မျိုးရပါပြီပေါ့နော်ဒါပေမဲ့တစ်ခုရရှိရဲ့ဆေးဟောင်းတွေရဲ့နံရံဆိုရင်တော့ကော်ဖြော်ပြီးသား wallpaper ကတ်မယ်ဆိုရင်တော့စီတာချုပ်ထားမှရပါမယ်ဆေးဟောင်းတွေရဲ့နံရံကောင်းနေမှရပါမယ်ကော်ပါပြီးသားဆိုရင်တော့နည်းနည်းပါးပါးနံရံဆိုးနေလည်းကတ်လို့ရပါတယ်အိမ်အစ်စ်ဆိုရင်တော့ပတ်တီးရပါမယ်နော်